နေ့စဉ်နေ့တိုင်းဆိုင်ကခလီစာတွေနဲ့ဦးတွေကိုအိတ်ထဲထည့်ပြီးအိမ်ပြန်လာလေးရှိတဲ့အမျိုးသားတစ်ယောက်သူနေထိုင်တဲ့တိုက်ခန်းလေးထဲမှာအသားဖြတ်ဆက်တံတွေဆူညံသွားပြီးတဲ့နောက်အသက်34နှစ်အရွယ်သူ့ရဲ့ဇနီးသည်ဟာကဘာမြေပေါ်ကနေထာဝရပျောက်ကွယ်သွားခဲ့ပါတယ်။သူဘာကြောင့်ဒီလိုရဲရဲဆက်ဆက်ကျူးလွန်ခဲ့တာလဲ။မင်္ဂလာပါခင်ဗျာ။ဒီတစ်ခါတင်ပြသွားမှာကတော့ထိုင်းနိုင်ငံမှာသတင်းကြီးပြီးလူမှုကွန်ရက်တွေပေါ်မှာပါ။ဟိုးလေးတကြောင်ကျော်ဖြစ်နေတဲ့မြန်မာစုံတွဲရဲ့အမှုဖြစ်ပါတယ်။ပရိသတ်ကြီးခင်ဗျာ။အခုရက်ပိုင်းအတွင်းမြန်မာနိုင်ငံမှာရောထိုင်းနိုင်ငံမှာပါသတင်းလိုင်းကြီးတွေအကုန်လုံးရေပန်းစားဖော်ပြနေကြတဲ့ခြောက်ခြားစရာလူသတ်မှုတစ်ခုအကြောင်းဖြစ်ပါတယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့မှာဖြစ်ပွားခဲ့တဲ့မြန်မာမျိုးသမီးတဦးအသက်ခံရတဲ့အမှုဟာလက်တလောလူမှုကွန်ရက်တွေနဲ့သတင်းမီဒီယာတွေမှာအထူးအာရုံစိုက်ခံနေရတဲ့အမှုတစ်ခုဖြစ်လာပါတယ်။ထိုင်းရဲတပ်ဖွဲ့ရဲ့စုံစမ်းစစ်ဆေးမှုအရအသက်34နှစ်အရွယ်မြန်မာမျိုးသမီးတဦးရဲ့ရုပ်အလောင်းအစိတ်အပိုင်းချို့ကိုဘန်ကောက်ရှိတိုက်ခန်းတစ်ခုအတွင်းတွေ့ရှိခဲ့ကြောင်းသတင်းများကဖော်ပြထားပါတယ်။ဒီအမှုနဲ့ပတ်သက်ပြီးတေဆုံးသူရဲ့ခင်ပွန်းဖြစ်သူမြန်မာနိုင်ငံသားအောင်ပေကိုထိုင်းရဲတပ်ဖွဲ့ကအဓိကတန်တရားရှိသူအဖြစ်သတ်မှတ်ခဲ့ပြီးနောက်ပိုင်းတွင်မြန်မာနိုင်ငံအတွင်းဖမ်းဆီးရမိခဲ့ကြောင်းထိုင်းနှင့်မြန်မာသတင်းမီဒီယာများကဖော်ပြထားကြသည်။တရားခံအောင်ပေဆိုသူကထိုင်းနိုင်ငံဘန်ကောက်မြို့မှာဗင်းရဲ့ဇနီးဖြစ်သူအသက်34နှစ်အရွယ်မိုင်အေးကိုရဲရဲဆက်ဆက်တပ်ဖြတ်ပြီးခန္ဓာကိုယ်ကိုအသားဖြတ်ဆက်နဲ့လိဖြတ်အစအနက်ဖြောက်ဖို့ကြိုးစားခဲ့တဲ့အမှုပဲဖြစ်ပါတယ်။ထူးခြားဆန်းကျယ်ပြီးစဉ်းစားစရာဖြစ်လာတာကတော့တရားခံအောင်ပေဟာဘန်ကောက်ကဘားတစ်ခုမှာဝတ်သားတို့ထိုးလိဖြတ်ပြင်ဆင်တဲ့အလုပ်ကိုလောက်ကင်သူဖြစ်နေတာပါပဲ။ဗင်းဟာနေ့စဉ်နေ့တိုင်းဆိုင်ကခလီစာတွေနဲ့ဦးတွေကိုအိတ်ထဲထည့်ပြီးအင်ကိုယူသွားတတ်တယ်လို့ပတ်ဝန်းကျင်ကသိထားကြပါတယ်။ဒီလိုအသားဖြတ်ခလီစာကိုင်နဲ့အတက်ပညာနဲ့ကျွမ်းကျင်မှုကိုသုံးပြီးဗင်းရဲ့ဇနီးဒီကိုရဲရဲဆက်ဆက်အပိုင်းပိုင်းဖျက်တောက်ခဲ့တာဖြစ်နိုင်တယ်လို့တန်တရားတွေထွက်ပေါ်နေပါတယ်။အသက်ခံရသူမအေးဟာအဆိုပါထိုင်းနိုင်ငံကတိုက်ခန်းကိုပြောင်းရွှေ့နေထိုင်ခဲ့တာခုနှစ်လလောက်ပဲရှိသေးတာဖြစ်ပြီးအခုလိုရက်ဆက်စွာတပ်ဖြတ်ခံလိုက်ရတဲ့အတွက်မြန်မာပြည်မှာရှိတဲ့မိသားစုဝင်တွေဟာလည်းသတင်းကြားပြီးအလွန်အမင်းစိတ်ဆင်းရဲနှလုံးကြေကွဲနေကြရတယ်လို့ဆိုပါတယ်။အမှုစစ်ဆေးချက်တွေအေးအောင်ပေဟာဇနီးဒီကိုတပ်ဖြတ်ခန္ဓာကိုယ်ဖျောက်ဖျက်ဖို့အတွက်ခင်မီဒီအိုင်ဝိုင်စတိုးဆိုင်ကြီးတစ်ခုကနေအသားဖြတ်ဆက်တစ်လုံးကိုကိုယ်တိုင်သွားရောက်ဝယ်ယူခဲ့ကြောင်းပေါ်ပေါက်ခဲ့ပြီးလက်ရှိမှာရဲတပ်ဖွဲ့ကအဆိုပါတပ်တေခန့်အသားဖြတ်ဆက်ကိုတင်ဆက်ရမိထားပြီးဖြစ်ပါတယ်။ဒီအမှုရဲ့အကြီးမားဆုံးပဟေဒီကတော့ပျောက်ဆုံးနေတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေပါပဲ။လက်ရှိအချိန်ထိအာဏာပိုင်တွေဘလောက်ပဲရှာဖွေတေဆုံးသူမအေးရဲ့ဦးခေါင်းလက်နှစ်ဖက်ဒူးစစ်ကနေဖျက်တောက်ထားတဲ့ခြေထောက်နှစ်ဖက်နဲ့ခန္ဓာကိုယ်ရင်းအစိတ်အပိုင်းခလီစာတွေကိုခုထက်ထိရှာမတွေ့သေးပါဘူး။အောင်ပေဟာဒီအစိတ်အပိုင်းတွေကိုဘာလို့ဖို့ယူထုတ်သွားတာလဲဘယ်နေရာမှာဖျောက်ဖျက်ပစ်ခဲ့တာလဲဆိုတာလူတိုင်းကစိတ်ဝင်စားမေးခွန်းထုတ်နေကြပါတယ်။လက်ရှိမှာတော့ထိုင်းနိုင်ငံကအမိုက်သိမ်းတာဝန်ရှိသူတွေကိုပါမတင်ကားစရာအထုပ်အပိုးတွေတွေ့ရင်ဖယ်ထားဖို့နဲ့ဖွင့်ကြည့်ကြဖို့သတိပေးမှကြားထားရတဲ့အထိအခြေအနေကပြင်းထန်နေပါတယ်။ကျူးလွန်သူအောင်ပေဟာပြစ်မှုကျူးလွန်ပြီးနောက်မြန်မာနိုင်ငံဘက်ကိုထွက်ပြေးတိမ်းရှောင်လာခဲ့ပေမဲ့ဇွန်လ23ရက်နေ့မှာတော့မြန်မာနိုင်ငံဘက်ကတာဝန်ရှိသူတွေရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်။လက်ရှိမှာမြန်မာဘက်ကနေတရားခံကိုထိုင်းနိုင်ငံရဲ့တပ်ဖွဲ့ထံပြန်လည်လွှဲပြောင်းပေးဖို့စီစဉ်နေဆဲဖြစ်ပြီးထိုင်းနိုင်ငံကိုတော့မရောက်ရှိသေးပါဘူး။အောင်ပေဟာသူဘာကြောင့်ဇနီးဒီကိုအခုလိုတပ်ဖြတ်ရလဲဆိုတဲ့အကြောင်းရင်းကိုတရားဝင်ထုတ်ဖော်ပြောဆိုခြင်းမရှိသေးတဲ့အတွက်ဗင်းထိုင်းနိုင်ငံကိုရောက်ရှိသွားပြီးအမှုစစ်ဆေးတဲ့အခါမှသာရှိုးဝှက်ချက်တွေနဲ့ပျောက်ဆုံးနေတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေရဲ့ဒီနေရာကိုသိရှိရတော့မှာဖြစ်ပါတယ်။မိဘပြည်သူတွေအနေနဲ့ရောအောင်ပေဟာပျောက်ဆုံးနေတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုသူ့ရဲ့ကျွမ်းကျင်မှုနဲ့ဘလို့ဖျောက်ဖျက်ခဲ့တယ်လို့ထင်ပါတယ်လဲ။ကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး။ဒီသတင်းကတကယ်ကိုတုံလှုပ်ခြောက်ခြားစရာကောင်းပြီးလူများစိတ်ဝင်စားစောင့်ကြည့်နေရတဲ့ဖြစ်ရပ်ဆိုးတစ်ခုပါပဲ။စိတ်မကောင်းစရာရွှေမြန်မာအကြောင်းကိုနောက်ဆုံးရသတင်းတွေနဲ့တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ဘေးကင်းကျန်းမာစိတ်ချမ်းသာပါစေ။